ဒါအပြင်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ຫນွေဦးတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်လာတဲ့အတွက်စစ်ရေးအရဆုံးရှုံးမှုတွေကြီးမားလာခဲ့ပါတယ်။တေရဲတဲ့ကောင်ထွက်ခဲ့စစ်ကိုခေါ်ရင်စစ်လာမယ်မြေကြံရင်ရပြီဆိုတဲ့မင်းအောင်လှိုင်တယောက်စစ်အရှုံးကြီးရှုံးနေတဲ့အပြင်မြန်မာပြည်ဒုတိယအကြီးဆုံးမြို့မန္တလေးရဲ့နန်းမြို့ရိုးပေါ်မှာတဲအိတ်တင်ပြီးမြို့ရိုးပြိုတဲ့အထိခံစစ်ပြင်ချိန်ရောက်မှလက်နက်ကင်အကြမ်းဖက်တာဟာသူတို့မဟုတ်ဘူးလို့ပြောင်းလိန်နေတော့တာပါပဲစစ်တပ်ကလူကြီးကလေနိုင်ငံသားကောင်းရတနာများကိုဝေထုတ်ပေးပြီးစစ်တပ်ကလူတွေမှာပုံသွင်းထားတာကစစ်ဘိုလ်ဆိုတာဘာမဆိုသိဘာမဆိုတတ်တိုင်းပြည်ကိုကယ်တင်သူတွေတိုင်းပြည်ကိုအုပ်ချုပ်ရမယ့်သူတွေအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်မင်းအောင်လှိုင်အုပ်ချုပ်ခဲ့တဲ့3နှစ်ကျော်ကာလမှာတိုင်းပြည်စီးပွားရေးထိုးစိုက်ဆင်းပြီးဗျံပဒါဖြစ်နေတာမြန်မာကျပ်ငွေအစမတန်ဖောင်းပွားပြီးတန်ဖိုးကျဆင်းနေတာကုန်စည်နှုန်းတွေတက်နေတာကုန်ပစ္စည်းတွေရှားပါးနေတာတွေဟာအားလုံးမျက်မြင်ပါပဲငွေစည်းဖောင်းပွားရင်ငွေလဲလုပ်ငန်းလုပ်တဲ့သူတွေဖမ်းရွှေစည်းတက်ရင်ရွှေကုန်သည်တွေဖမ်းစီစည်းတက်ရင်စီကုန်သည်တွေဖမ်းစံစည်းတက်ရင်စံကုန်သည်တွေဖမ်းအကုန်စနေနဲ့ရောင်းတဲ့စူပါမားကတ်မန်နေဂျာဖမ်းတဲ့မင်းအောင်လှိုင်နဲ့စစ်ဘိုလ်တွေဟာပြစ်မဲ့ခတ်မဲ့ဖမ်းမဲ့စီးမဲ့ဆိုတာကလွဲပြီးဘာမှမတတ်တာတွေ့ရပါတယ်စစ်တပ်ရဲ့စီးပွားရေးတောက်တိုင်ခရိုနီတွေဖြစ်တဲ့ဇေကဘာဥခေရွှေအေဒင်ဦးချစ်ခိုင်ယူမဘန်ဦးသိန်းဝေတို့ကိုပါဖမ်းဆီးထားတဲ့အထိသူတို့ဟာပညာမတတ်တာသာမကစင်ကျင်တုံတရားကင်းမဲ့နေတာမြင်သာပါတယ်ရုရှားနဲ့ဆက်ဆံရင်တရုတ်ကိုချိန်ညှိလို့ရမယ်ထင်တာကလည်းနိုင်ငံတကာရေးရာမှာဘာမှမတတ်တာထင်ရှားပါတယ်လာရှိုးကျသွားတော့လဲတရုတ်စန့်ကျင်ရေးတွေဖန်တီးလို့တရုတ်နိုင်ငံသားရေးဝန်ကြီးကိုယ်တိုင်လာရောက်သတိပေးမှဆက်မလို့ရဲပဲငြိမ်သွားတာကိုကြည့်ရင်နိုင်ငံတကာဆက်ဆံရေးမှာလဲဘာမှမတတ်တာမြင်နိုင်ပါတယ်